မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေကျင့်စဉ်တွေကိုလိုက်နာကျင့်သုံးနေတဲ့တန်ဃာတော်များနိုင်ငံအသီးသီးမှာရှိပါတယ်။ထို့အထက်မှာအဓိကအားဖြင့်တန်ဃာ၄မျိုးရှိပါတယ်။ထေရဝါဒလိမ္မော်ရောင်သို့မဟုတ်အညိုရောင်ဝတ်ဆင်ဖုံးကြီးအားတော့ထေရဝါဒဗုဒ္ဓဘာသာကိုကိုးစားပြုပါတယ်မြန်မာတီလီလင်္ကာထိုင်းလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာအဓိကကိုးကွယ်ကြပါတယ်ထူးခြားချက်ကတော့မြတ်စွာဘုရားရှင်လက်ထက်ကမူရင်းဝီနီဒေသနာတော်တွေကိုအတိအကျလိုက်နာဖို့ကြိုးစားကြပြီးရိုးရှင်းတဲ့ဝိယုံတော်ကိုဆင်မြန်းကြပါတယ်နဲ့မဟာယာနအပြာရောင်နဲ့အနီရောင်ရောရက်ထားတဲ့ဝိယုံကိုဆင်မြန်းထားတာကတော့မဟာယာနဗုဒ္ဓဘာသာဖြစ်ပါတယ်တရုတ်ဗီယက်နမ်ကိုရီးယားနဲ့ထိုင်ဝမ်တို့မှာအဓိကတွေ့ရပါတယ်ထူးခြားချက်ကတော့မဟာယာနဆိုတာကြီးမြတ်သောယင်လို့အဓိပ္ပာယ်ရပြီးတတဝါအလုံးကိုကဲတင်မဲ့ဖျားလောင်းကျင့်စဉ်ကိုအဓိကထားပါတယ်အိမ်မြတဲ့ယာဒီဥတုရှိတဲ့ဒေတာတွေထိတာကြောင့်ဝိယုံတွေကပိုပြီးလုံခြုံထူထဲလေးရှိပါတယ်3ဝိဇိရယာနအနီရောင်ရင်းရင်ဝိယုံတို့နဲ့ဘုံကြီးကတော့ဝိဇိရယာနတိဘက်ဗုဒ္ဓဘာသာကိုကိုးစားပြုပါတယ်တဘက်ဘူတန်မွန်ဂိုလီးယားနဲ့အိန္ဒိယမြောက်ပိုင်းဒေသတွေမှာကူကွယ်ကြပါတယ်ထူးခြားချက်ကတော့မဟာယာနရဲ့အစိမ်ပိုင်းတစ်ခုဖြစ်ပေမဲ့ထူးခြားတဲ့ဂါထာမန္တန်တွေယောဂကျင့်စဉ်တွေနဲ့လိမ်ပြန်စွာနိဗ္ဗာန်ရောက်ကြောင်းနိလန့်တွေကိုအလေးထားပါတယ်ဝိယုံရောင်ကတိဘက်ဒေသရဲ့ရိုးရာနဲ့ကိုက်ညီရဲ့အနီရောင်ရင်းရင်းဖြစ်ပါတယ်ဇင်အနေရောင်ဝိယုံတော်နဲ့ဂျပန်ရိုးရာသစ်တာဖိနက်ကိုစီးထားတာကတော့ဇင်ဗုဒ္ဓဘာသာဖြစ်ပါတယ်ဂျပန်နိုင်ငံမှာအထင်ရှားဆုံးဖြစ်ပြီးတရုတ်နိုင်ငံရဲ့ချန်ဗုဒ္ဓဘာသာကနေဆင်းသက်လာတာပါထူးခြားချက်ကတော့စာပေတင်ကြားမှုတဲ့တရားထိုင်ခြင်းနဲ့လက်တွေ့ဘဝရဲ့ရိုးရှင်းမှုထဲမှာအမှန်တရားကိုရှာဖွေတဲ့ကျင့်စဉ်ကိုအလေးထားပါတယ်သူတို့ရဲ့ဝိယုံကတင်ငင်ရိုးရှင်းတဲ့အနေရောင်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ရဲ့အဆုံးအမကိုခံယူနေသောဖခင်သားတော်များအကြောင်းဘဟုတုတရစေရန်တင်ဆက်ပေးလိုက်ပါတယ်ဗျာဗီဒီယိုလေးကိုသဘောကျရင် like subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုစိတ်နှဖျားကြမ်းပါကြပါစေဗျာ